ရခိုင်တိုင်းပြည်မှာနေထိုင်နေတဲ့ရခိုင်လူမျိုးတွေလုံခုံဖို့တည်နေဖို့လွယ်လဲဖို့အတော်နေပြီကျွန်တော်မှပို့လို့ကောင်းတယ်တဲမတော်တရားကိုမျိုးစားသားကြီးလာထဲကိုကောင်းမှုဒီနဲ့တူလာဆောင်ကဲလို့ပြရတာဖို့ဖိုက်တယ်ညပိုင်နေတူပဲကျွန်တော်တို့လိုလိုက်ကဘာတေတိရခိုင်တိုင်းပြည်တည်နေအောင်ဆိုလိုစော်ကဥမာထိုင်းဒီမှာဆိုမလို့ရတရုတ်နိုင်ငံဒီမှာတခါနိုင်ငံဒီမှာမလို့ရညာစီညာစာလဲလျှောက်လို့လိုက်မဲခိုင်ဒီမှာနေပြီးဝဂီမှာဒီအေရိုဘစ်ကားနေခဲ့တယ်သူတို့ဘောကြီးနောက်ဆုံးအချိန်ဒီကိုနေပြီးခဲ့လုံဝကြံကျဲမှာနဲ့ပျော်ပျော်ချွန်ချွန်လဲမဲခိုင်ဒီမှာအရှိဒီကစဲနေခဲ့တယ်အကောက်တရာကွန်မေးစော်နဲ့လူဖိုင်ရာကျွန်းနေခဲ့တယ်ကျွန်တော်ရခိုင်အရှိဒီကိုကြွေလိုက်ရခိုင်အရှိမို့ရခိုင်လူကြီးဒီကိုကြွေလိုက်နားနခေါ်ဒီမှာစိုးရိမ်မှုဒီလူဖိုင်ရာကျွန်းမနဲ့လွယ်လဲမှုလေးမရှိလုံခုံမှုလေးမရှိတခုလေလူဖိုင်ရာကျွန်းမနဲ့တကယ်ရောက်တဲ့နေပြီးကျွန်တော်တို့တေဆောက်ဖို့ရခိုင်တိုင်းပြည်ဆိုရယ်ရခိုင်လူမျိုးတီတော့ဖိုက်တယ်ကျွန်တော်တို့မြို့စားတိုင်းနောင်လာနောင်သားတီလာထေးကိုလွယ်လက်တယ်လူဖိုင်ရာကျွန်းနေတဲ့ရခိုင်တိုင်းပြည်ကိုအမွင်ပြီးနိုင်အောင်ကိုရိုးမဆုံးရှုံးလက်ခါရယ်အရှုံးချအာနာကိုဆုံးရှုံးလက်ခါရယ်ပရိုလေးလက်ခါရယ်တိုင်းပြည်ကိုရိုတီလာနဲ့တာဝန်ယူမှုတီနဲ့ပြီးဆဲမှုတီနဲ့တေဆောက်ပြီးကျွန်တော်တို့နောင်လာနောင်သားတီလာထေးကိုလုံခုံရယ်အရှဲလွယ်လက်တယ်တေတဲလူဖိုင်ရာကျွန်းနဲ့တိုင်းပြည်တဲ့ကိုအမွင်ပြီးနိုင်အောင်ကိုစားခဲ့ပါလို့တိုက်တွဲတယ်ကိုစားခဲ့ပါမေးလို့လေတော့ခေါ်ရယ်နှိုးဆော်ရောင်ပေါင်းနေပြီးကျွန်တော်စကားကိုနေကုန်ရှုပ်ပါတယ်